ရွာပြင်ကလဲကွင်းမြင်ကြီးတစ်ခုလုံးမှာလမင်းကြီးကဖျော်ထောတော့အလင်းရောင်ကိုပေးထားပါတယ်။အချိန်ကညတန်းကောင်ရန်ရွာသားတွေကတော့ဒီအချိန်ဆိုအိတ်မောကြနေကြပြီဖြစ်ပေမဲ့တာတီကြီးသားတော့သူ့ရဲ့လဲဆောင်တဲလေးပေါ်မှာတယောက်တည်းစောင့်နေရပါတယ်။တာတီကြီးဆိုတာကရွာမှာတော့ကြောက်စိတ်မရှိတတိခေကြီးလို့နာမည်ကြီးသူပါ။တညမှာတော့ထူးထူးခြားခြားလေတိုက်နှုံးကငိန်တက်နေပြီးပဇင်ရင်ခွဲတန်နေတော့မကြားရပဲပတ်ဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်လောနေပါတယ်။ဒီညတော့အေးလာကြီးလားတာတီကြီးကရေနွေးချမ်းလေးတစ်ခွငဲရင်ကို့ဘာသာရေရွတ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲလေဆောင်တဲညက်လေကောက်ထိသူစီကကျွီးဆိုတဲ့အတန်းနဲ့အတူလူတစ်ယောက်တက်လာတဲ့အတန်းကိုကြားလိုက်ရပါတယ်။ဘသူလဲဟာဖူးထောင်လားတာတီကြီးကလှိုင်းမေးလိုက်ပြီးမှဘာအတန်းမှပြန်မကြားရပါဘူးခဏနေတော့တဲတကားဝမှာအရိပ်မမဲကြီးတစ်ခုရက်နေတာကိုတွေးလိုက်ရတယ်အဲ့ဒီလူကခေါင်းပေါင်းအဖြူကြီးပေါင်းထားပြီးအင်ကြီးအဖြူအနွမ်းကြီးကိုဝတ်ထားပါတယ်အော်အဘကြီးပါလားဘဲကပြန်လာတာလေလာရင်နွေးချမ်းတောက်အောင်တာတီကြီးကဘာမှမတန်ကြရပဲဖိတ်ခေါ်လိုက်ပါတယ်အဘကြီးကဘာစကားမှမပြောပဲတာတီကြီးရဲ့မျက်စောင်းထိုးမှဝင်ထိုင်လိုက်တယ်တာတီကြီးကရင်နွေးချမ်းငှဲ့ဖေးရင်အဘကြီးရဲ့မျက်နှာကိုကြည့်လိုက်မိတော့စိတ်ထဲတမျိုးကြီးဖြစ်သွားပါတယ်အဘကြီးရဲ့မျက်လုံးတွေကအိမ်တွင်းအလင်းရောက်မှတော့တောက်ပြောင်မနေပဲမှောင်မဲနေတယ်လို့ပါပဲအဘဒီညလဲထဲမှာတိတ်ဆိတ်လာကြီးလားလို့တာတီကြီးကစကားဆလိုက်ပါတယ်အဘကြီးကအရှိအတန်ကြီးနဲ့ပြန်ဖြေတယ်အေးတိတ်ဆိတ်တာပေါ့ငါတို့သွားရမယ့်လမ်းကလည်းဒီလိုပဲတိတ်ဆိတ်တာပဲတာတီကြီးကကြတိဖြန်းထွားသွားပဲမယ်တတိမွေပြီးဆက်မေးလိုက်တယ်အဘကဘဲကိုသွားမှာမလို့လဲအဘကြီးကဖြည်းဖြည်းချင်းခေါင်းမော့လာပြီးတာတီကြီးကိုစိုက်ကြည့်လိုက်တယ်အဲ့ဒီအချိန်မှာပဲအဘကြီးရဲ့ပခုံးမော့ကအင်ကြီးစားတွေကြားကနေပိုးလောက်လန်းအချို့ကျွေကြလာတာကိုတာတီကြီးမြင်လိုက်ရပါနဲ့ပြီးတော့အဘကြီးစီကနေပုတ်စော်နန်ကြီးကလည်းနှာခေါင်းထဲကိုအရှိန်ဟုန်နဲ့တိုးဝင်လာပါလေငါအိမ်ကိုပြန်မလို့လီငါအိမ်ကဟိုဘက်ကသူ့တစံဟောင်းထဲမှာလေပြောဆူနဲ့အဘကြီးကသူ့ရဲ့လက်ဖွားကြီးကိုတာတီကြီးရဲ့လက်ဖော်ကိုတင်လိုက်ပါတယ်တာတီကြီးခံစားလိုက်ရတာကလူအသားမဟုတ်ဘဲရေကျေးတုံးကြီးလူအေးဆက်နေတဲ့အထီအတွေ့ကြီးမှာတာတီကြီးကြောက်လန့်တကြားနဲ့လက်ကိုယုံဖယ်လိုက်တဲ့အချိန်မှာအဘကြီးရဲ့မျက်နှာကတဖြည်းဖြည်းချင်းပြောင်းလဲလာပါတယ်ပါဇက်ကြီးကနားရွက်တိပြဲထွက်သွားပြီးမျက်လုံးတွေကအယီပြော့ကျလာသလိုဖြစ်လာပါတယ်မင်းငါနဲ့လိုက်ခဲ့မလားတာတီကြီးဟာကြောက်လွန်းလို့အော်ဖို့တောင်အတမ်းမထွက်နိုင်တော့ပဲတဲဘော်ကနေဒုံဆိုင်ခုန်ချပြီးရွာဘက်ကိုအသက်လူပြေးပါတော့တယ်နောက်ကနေအဘကြီးရဲ့တဟာဟာရေတန်းကြီးကလဲကွင်းပြင်တစ်ခုလုံးဟိမ့်နှိပ်နေခဲ့ပါတယ်နောက်နေ့မနက်ရွာသားတွေလဲထဲသွားတဲ့အခါတာတီကြီးကိုလဲဆောင်တဲအောင်မှာတတိမေ့နေတာကိုတွေ့ကြရပါတယ်တာတီကြီးတတိရလာတဲ့အခါမှာတော့သူတွေးခဲ့တဲ့အကြောင်းတွေကိုပြောပြပေးမယ်ဘယ်သူမှမယုံကြပါဘူးဒါပေမဲ့တာတီကြီးရဲ့လက်ဖမိုးပေါ်မှာတော့အေးဆက်အမဲရောင်လက်ဝါးကြီးတစ်ခုကတော့ထင်ကြံခဲ့တော့ပါတော့လေ